ကြောက်တောင်းနေတဲ့မှာနေထိုင်တဲ့လူပူလေးတွေရဲ့လက်စောခုနှစ်ကွင်းအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့လူပူလေးတွေရဲ့လက်စောခုနှစ်ကွင်းအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်အရင်ဆုံးပြောရရင်ပထမနှစ်သက်ငယ်လက်စောသုံးကွင်းဇလန်ထဲမှာပါတယ်1600ခုနှစ်မှာရင်ကင်ရောမှာရှိတဲ့ Green Main တိုင်းဆိုတဲ့ဗဘဲပုံမှာဆာလွန်နဲ့စတီပင်ဘောတို့အတူတူပေါ့ရင်းကိုဖန်တီးခဲ့ကြတယ်1698ခုနှစ်ရောက်တော့ရင်ကင်ရောကိုဆာလွန်ဟာတိုက်ခိုက်ခဲ့တယ်အဲ့ဒီနောက်လက်စော16ကွင်းအပြင်ရင်ကင်ရောတိုင်းပြည်ပသိမ်းပိုင်နိုင်ခဲ့တယ်အဲ့ဒီတိုက်ပွဲမှာပဲစတီပင်ဘောကြာရှုံးခဲ့တယ်ဒီနေရာမှာရင်ကင်ရောတိုင်းပြည်ကြာဆုံးသွားပြီးနောက်ဒီလက်စောခုနှစ်ကွင်းနဲ့ပတ်သက်ပြီးကွဲလွဲမှုတွေတွေ့ရပါတယ်စာရေးဆရာကြီးဟာတိုကီရဲ့ဆမ်မလွန်ဆိုတဲ့စာအုပ်ထဲမှာကြာတော့ဆာလွန်ဟာလက်စော16ကွင်းလုံးကိုသိမ်းနိုင်ခဲ့တယ်လို့ဆိုလိုထားပါတယ်ဒါပေမဲ့ The Law of the Ring of the King စာအုပ်ထဲမှာကြာတော့စတီပင်မောဟာနှစ်သက်ငယ်လေးရဲ့လက်စော3ကွင်းအပြင်ခုနှစ်ကွင်းထဲကတစ်ကွင်းကိုလည်းပေးခဲ့တယ်လို့ဆိုလိုထားပါတယ်စတီပင်မောရဲ့မိတ်ဆွေလည်းဖြစ်တဲ့ခါဇယ်တို့တိုင်းပြည်ရဲ့လူပူလေးတွေရဲ့ဘီရင်ဒူရင်ထရီကိုပေးခဲ့တယ်လို့ဆိုလိုထားပါတယ်အဲ့ဒါကြောင့်ဒီလက်စောကိုဆာလွန်မပေးခဲ့ဘူးလို့ဆိုလိုထားပါတယ်ဒီဗီဒီယိုမှာကျွန်တော်ကရင်ကင်ရောတိုင်းပြည်ကြာရှုံးသွားပြီးဆာလွန်လက်ထဲကိုလက်စော16ကွင်းလုံးပါသွားတဲ့ဇလန်ကိုပြပြသွားမှာပါအရင်ဆုံးဆာလွန်ဟာလက်စော9ကွင်းကိုလူသားတွေထံကိုပေးခဲ့တယ်ကျန်တဲ့9ကွင်းကိုတော့လူပူလေးတွေကိုပေးခဲ့တယ်လက်စောတွေကိုပိုက်ဆိုင်တဲ့သူတွေမှာတော့လူပူလေးတွေရဲ့မျိုးနွယ်စု9စုရဲ့ဘယင်9ပါးကိုပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီဘယင်လေးမှာကရာပီ fire bee iron fat steam bee blood law stone food rombia တို့ကိုပေးခဲ့တာဖြစ်ပါတယ်ဆာလွန်ဟာဒီလက်စောတွေကိုလူသားတွေကိုပေးခဲ့တဲ့လက်စောတွေလိုမျိုးပဲအမောင်သခင်ထံကြုံပြူဖို့ရည်ရွယ်ပြီးပေးခဲ့တာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဆာလွန်တဲ့ကန်ဆိုးတာကတော့ဒီလက်စောတွေဟာလူပူလေးတွေကိုလူသားတွေရဲ့လက်စောတွေလိုမျိုးအကျိုးသက်ရောက်မှုရှိခဲ့တာကိုမတွေ့ခဲ့ရပါဘူး။နောက်ပြီးဝတ်ဆင်ထားတဲ့သူကိုလည်းကိုပြောင်းနေတာမျိုးမလုံနိုင်ခဲ့ပါဘူး။အဲ့ဒီအစားငကိုရှိပြီးသားအရည်ချင်းတွေကိုမြင့်တင်ပေးခဲ့တယ်။လူပူလေးတွေဟာဒီလက်စောတွေကိုအသုံးပြုပြီးတော့ကြီးမားတဲ့ရတနာတိုင်ခုနှစ်ခုကိုလည်းပိုက်ဆိုင်ခဲ့တယ်။အဲ့ဒီလိုချမ်းသာလာပြီးလက်စောပိုင်ရှင်များသည့်လောဘနဲ့ဒေါသများကိုဖြစ်စေခဲ့တယ်။အဲ့ဒီအတွက်လည်းပဲလူပူလေးတွေရဲ့လက်စောဟာလည်းဆာလွန်ကိုအကျိုးဖြစ်ခဲ့တယ်။လှဝဲစမ်းကျက်တဲ့လူမျိုးများစုဖြစ်တာကြောင့်လူပူလေးတွေရတနာတိုင်ခုနှစ်ခုကလည်းဘယ်မှာရှိလဲဆိုတော့ကိုဘယ်သူမှတည်တည်ကြကြမသိခဲ့ကြပါဘူး။ဒါပေမဲ့တချို့နေရာတွေကိုတော့ကဘာကြီးအစောပိုင်းကာလမှာနိုးထားလာတဲ့လူပူလေးတွေရဲ့နေရာများမှာဖြစ်နိုင်ခဲ့လို့ခံမှန်းထားကြတယ်။နဂါးတွေသိမ့်ပိုက်ခဲ့တဲ့လူပူလေးတွေရဲ့တခြားနေရာနှစ်ခုကိုလည်းတွေ့ခဲ့ရပါတယ်။ပထမဦးဆုံးကတော့ Great Mountain မှာရှိတဲ့လူပူလေးရဲ့ရတနာတိုင်ပဲဖြစ်ပါတယ်။အဲ့ဒီရတနာတိုင်ကိုတော့စကားသားဆိုတဲ့နဂါးကြီးတစ်ခေါက်ကသိမ့်ပိုက်ခဲ့တယ်။နဂါးတွေကပဲလူပူလေးရဲ့ကြီးမားတဲ့အန္တရာယ်ကိုဖြစ်စေခဲ့တယ်။နောက်ပြီးနဂါးတွေကလူပူလေးရဲ့ power လေးကွင်းကိုမျိုးချတာမျိုးတောင်ဖျက်ဆီးခဲ့တာမျိုးလုပ်ခဲ့တာလို့သိရပါတယ်။တခြားလက်စောနှစ်ကွင်းကိုလည်းဆာလွန်ဟာသူနည်းသူဟန်နဲ့ပြန်ရှာတွေ့ခဲ့တယ်လို့သိရပါတယ်။ထင်ရှားဆုံးနဲ့နောက်ဆုံးကြန့်ခဲ့တဲ့တကွင်းကတော့ခါဇယ်တို့တိုင်းပြည်ရဲ့ဘီရင်ဒူရင်ထရီကိုပေးခဲ့တဲ့လက်စောပဲဖြစ်ပါတယ်။ဒီလက်စောဟာဒူရင်မျိုးဆက်များစွာကိုလက်ဆက်ကမ်းလာခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးမှာတိုလန်အိုကန်ရှိအဖေတူရင်တီပိုက်ဆိုင်ခဲ့တယ်လို့သိရပါတယ်။သူတို့တွေကမြောက်ဘက် Green Mountain မှာအစာကနေထိုက်ခဲ့တယ်။နောက်ပြီးနဂါးလေးလာတိုက်ခဲ့တော့တောင်ဘက်ပိုင်းကိုပြေးလာကြတယ်။နောက်ပြီး Lonely Mountain မှာနေထိုက်ခဲ့ကြတယ်။အဲဘောကိုစာတင်တီထောက်ခဲ့တယ်။သော်ဟာသူ့ရဲ့လက်စောနဲ့အာဂတ်စတိုးနဲ့တို့အဲဘောနိုင်ငံကိုကြီးကြပ်ခံရတဲ့နေမြေတစ်ခုဖြစ်အောင်တီထောင်လိုက်ခဲ့တယ်။အစာပိုင်းမှာတွေ့ရသလိုပဲလူပူလေးတွေနဲ့နဂါးလေးရဲ့တိုက်ပွဲကလည်းခဏခဏဖြစ်ခဲ့တယ်။အဲဘောနိုင်ငံရဲ့ကြီးမားတဲ့ရတနာတိုက်ကိုတော့နဂါးကြီးတစ်ကောင်ရဲ့အာယုကိုဆွဲဆောင်နေခဲ့တယ်။အဲဒီနဂါးကတော့တာမန်နဂါးမဟုတ်ပဲတတိယခေတ်ရဲ့အကြီးဆုံးအကျော်ကြားဆုံးနဂါးဖြစ်တဲ့စမောက်ပဲဖြစ်ပါတယ်။နဂါးကြီးစမောက်ဟာအဲဘောနိုင်ငံကိုသိမ်းပိုင်နိုင်ခဲ့တယ်။ဘင်းကြီးတော့နဲ့လူပူလေးများသည့်လုံးလီမောက်တင်ကနေထွက်ပြေးလာကြပြီးဒေါင်းလန်းနယ်မြေမှာအခြေချနေထိုင်ခဲ့တယ်။အချိန်ကြာလာတော့လက်စောဟာလည်းသူ့ရဲ့သားသူတွေကိုပေးလိုက်တယ်။သူတွေဟာလည်း Blue Mountain မှာအခြေချနေထိုင်ခဲ့တယ်။
သူတွေဟာတတိယခဲ2840ခုနှစ်မှာအဲဘောကိုပြန်လည်သိမ့်ပိုက်ဖို့ခရီးတစ်ခုထွက်ခဲ့တယ်။ခရီးလမ်းကတော်ကြမ်းပြီး၄နှစ်အကြာမှာဆာလွန်ရဲ့တပည့်လေးနဲ့တွေ့ပြီးတော့အဖွဲလေးကွဲသွားခဲ့တာသူတွေဖန်ခန့်ထိခဲ့တယ်။သူတွေဟာဆာလွန်ရဲ့အစိခံတွေတော်ကူတော်ကိုခေါ်ဆောင်တော့ကိုခံခဲ့ရတယ်။သူကိုဆာလွန်နှိမ့်ဆက်နှိမ့်ပန်းခဲ့တယ်။ဆာလွန်ဟာလူပူတွေကိုထိန်းချုပ်ထားတဲ့လက်စော9ကွင်းတက်ကနောက်ဆုံးတစ်ကွင်းကိုလည်းသူတွေမှာပါလာတဲ့ဖြစ်နောက်ဆုံးတစ်ကွင်းကိုပါပြန်ယူနိုင်ခဲ့တယ်။ဆာလွန်ဟာလူပူတွေရဲ့လက်စောကိုဘာလို့ပြစ်ခဲလဲဆိုတာကိုခံမှန်းရုပ်ပဲတန်နိုင်ခဲ့ကြတယ်။အဲ့ဒီနောက်လူပူတွေရဲ့လက်စော9ကွင်းဟာလည်းလော်ဝဲစမ်းချမှုကြားတဲ့ကပဲမင်တင်အဘောကနေလုံးဝပြောင်းသွားခဲ့တယ်။နောက်ဆုံးမှာကန်ကောင်းထောင်မှာစောနေပဲလူပူလေးတွေဒီဆောင်းလွန်ရဲ့လက်စောလွှမ်းမိုးမှုပပပဲနဲ့ချီးကျက်ခမ်းနားတဲ့နေမြေများကိုစတုထခဲ့သည့်ဆက်လက်ပိုက်ဆိုင်ခဲ့ကြတယ်။အဲ့ဒီနောက်ပိုင်းမှာအဲဘောမှာဒိန်းရဲ့သားတိုရင်စတုံးဟဲကတောင်အောင်ပြင်းပြင်းစိုးမှုခဲ့တယ်။တစ်ချိန်တည်းမှာပဲဂရိုအင်ရဲ့သားကင်မလီကလည်းလူပူလေးတစုကိုဦးဆောင်ပြီးတော့ဟန်ရှိုမြောင်းရဲ့အနောက်ဘက်မှာရှိတဲ့ Green Lane လှိုင်းကူမှာအန်ဂလိုတိုင်းပြည်ကိုတူထောင်နိုင်ခဲ့တယ်။လူပူလေးတွေရဲ့အကြောင်းကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာဆက်ရှင်းပြပါမယ်။ဒီဗီဒီယိုမှာတော့လူပူလေးရဲ့လက်စော9ကွင်းအကြောင်းကိုပြောပြသွားတာဖြစ်လူပူလေးရဲ့လက်စော9ကွင်းဟာလည်းဒီမှာပဲပြီးဆုံးပါပြီခင်ဗျာ။